အိမ်မက်ဆိုးတွေကပိုပြီးပြပြင်းလာတဲ့အကူအညီတောင်းခံတန်လိုမျိုးငိုတန်တွေကနားထဲပိုပြီးထင်ထင်ရှားရှားကြားလာရတယ်ပြီးတော့တစ်ချိန်လုံးစောင့်ကြည့်ခံနေရတယ်ဆိုတဲ့ခံစားချက်ကလည်းပိုပြီးပြင်းထန်လာခဲ့တယ်ကျွန်တော်ရဲ့စုံထောက်ဗီဇကတခုခုတော့မှားနေပြီဆိုတာကိုတက်လက်နေပြီတညမှာကျွန်တော်အိယာကလက်နိုးလာတော့အခန်းတကားကအနှဲငယ်ဟနေတာတွေ့လိုက်ရတယ်အဲ့ဒါကျွန်တော်ပုံမှန်အတိုင်းပိတ်ထားခဲ့တာမဟုတ်ဘူးတစုံတယောက်ဝင်လာခဲ့တယ်ကျွန်တော်ပစ္စည်းတွေကိုရှာဖွေသွားခဲ့တာတေချာတယ်ဒီလိုနဲ့ကျွန်တော်နောက်ကိုတယောက်လိုက်နေတယ်ဆိုတာအခုမှလုံးဝတေချာသွားတော့တယ်ဒီအမှုကကျွန်တော်ထင်ထားတာထက်ပိုနဲ့နည်းနေပြီဆိုတာကျွန်တော်ရိပ်မိလိုက်တယ်အဲ့ဒီညပြီးတဲ့နောက်ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ဒီအကြောင်းတကယ်သိတဲ့လူကိုရှာမှဖြစ်မယ်ရဲဌာနကိုတင်ပြဖို့ခိုင်မာတဲ့တပ်တွေအချက်လက်တွေလိုတယ်မူရစ်ဘိန်းဖြူအမှုကလည်းအတော်လေးပြည့်စုံနေပြီးလက်ရဖမ်းဆီးဖို့အချိန်တစ်ခုစောင့်ယုံတာဒါပေမဲ့အိမ်မက်ထဲကမိန်းကလေးကဘသူလဲဒီအမှုနဲ့ဘလို့ဆက်ဆက်နေလဲဒီအကြောင်းကိုသိအောင်ဒီချမ်းမှာအရင်လှုပ်ဖူးခဲ့သူချမ်းဆောင်ဟောင်းစီတွားရောက်စုံစမ်းဖို့ဆုံးဖြတ်လိုက်သည်မိုးအုံနဲ့ညနေခင်းတစ်ခုမှာကျွန်တော်ရွာအစုံကတဲဟောင်းလေးစီတိတ်တဆိတ်သွားခဲ့တဲ့အရင်ကော်ဖီချမ်းဆောက်ဟောင်းဦးတင်အဲ့ဒီမှာရှိနေနိုင်တယ်လို့သတင်းရထားတာတဲရှိမှာအသက်80ကျော်လူအိုတယောက်တိတ်လေးထိုင်နေတာကိုတွေ့လိုက်ရတယ်ဦးတင်မဖြစ်ရမယ်သူ့အိမ်ရှိကထိုင်ပုံလေးမှာထိုင်နေသည်ကျွန်တော်သူ့အနာတိုးကပ်ထိုင်ပြီးစကားဆလိုက်တယ်ဖချမ်းမာတကယ်တရေ6တာလားကျွန်တော်ညဘက်မိန်းကလေးငိုတန်ကြားနေရတဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်သိချင်တာတွေရှိတယ်ဦးတင်ရဲ့မျက်လုံးထဲမှာအလင်းတစ်ချက်လှုပ်ရှားသွားတာကိုကျွန်တော်သတိထားမိလိုက်တယ်သူကဆေးပြင်းလိပ်ကိုဖွာရင်းခဏတိတ်ဆိတ်နေပြီးမှတိုးလေးပြောတဲ့မင်းကလေးကမဲခင်ဖြစ်မယ်မဲခင်ဟုတ်လားမဲခင်ကဘသူလဲအဖဦးတင်ကမဲခင်ကမကောင်းတဲ့ကလေးမဟုတ်ပါဘူးသူ့အတန်မှာဝမ်းနည်းမှုနဲ့ကြောက်ရွံ့မှုအပြည့်ဦးတင်ကမျက်ရည်ဝဲနဲ့ဆက်ပြောပြခဲ့တယ်မဲခင်ကအသက်25ဝန်းကျင်ပဲရှိသေးတယ်လှပကြော်ရှင်းတဲ့မိမချောလေးတယောက်အမြဲတမ်းပြုံးနေတတ်ပြီးဆေးဖို့မတက်နိုင်တဲ့အမေအတွက်တယောက်တည်းရုန်းကန်နေရတဲ့မိန်းကလေးတယောက်ပေါ့ပြီးတော့အမှန်တရားကတဖြည်းဖြည်းထွက်ပေါ်လာတဲ့မဲခင်ဟာအမေဆေးဖို့ရှာဖို့ချမ်းမှာအလုတ်လုတ်ဖို့ရောက်လာခဲ့တာတညမှာခြံထဲကဂိုထောင်ထဲမှာမူရစ်ဆေးဝါးကုန်ကူးမှုတစ်ခုကိုမတော်တဆတွေ့သွားခဲ့တာသူမဗာမြင်ခဲ့တယ်ဆိုတာကိုကိုမြင့်လွင်တို့လူစုကသိသွားပြီးနောက်သူမကိုငွေတွေခိုးတယ်လို့ဆွဆွဲပြီးပါဆက်ပိတ်ဖို့ကြိုးစားခဲ့ကြတာနောက်နေ့မှာတော့သူပျောက်သွားတယ်ကိုမြင့်လွင်ကသူခိုးပြီးထွက်ပြေးသွားတယ်လို့ပြောလိုက်တော့ရွာသားတွေကယုံသွားခဲ့ကြတယ်ဦးတင်ကအတန်တုံနဲ့ဆက်ပြောတယ်သူမပြောက်တဲ့ညကခြံထဲမှာတနက်ပြစ်တန်ကြားလိုက်ရတယ်အဲ့ဒါမဲခင်နဲ့ပတ်သက်မှတေချာတယ်သူမျက်နှာကြောက်လန့်နေတာငါဘယ်တော့မှမမေ့နိုင်ဘူးနောက်ဆုံးမြင်လိုက်ရတော့ကခြံနောက်ဖက်တောဆက်နာကနေပြေးထွက်သွားတာဦးတင်ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုအရေးအယောင်တွေပေါ်နေတာကိုကျွန်တော်သတိထားမိတယ်ဒါပေမဲ့ကိုမြင့်လွင်ရဲ့ဩဇာကြောင့်ဘသူမှပါဆက်မဟရဲခဲ့ကြဘူးဒီလူကရိုးလူမဟုတ်ဘူးရွာကိုချုပ်ကင်ထားတဲ့မူရစ်ရာဇာဂိုင်းကောင်းဆောင်ဖြစ်နိုင်တယ်သူ့ဝိညာဉ်ကဒီခြံထဲမှာပဲပိတ်မိနေတာအကူညီတောင်းနေတာကိုလုံခြုံအောင်နေပါကောင်းလေးဦးတင်ရဲ့သတိပေးစကားအဲ့ဒီစကားကြားပြီးနောက်ကျွန်တော်ရင်ထဲမှာမဲခင်ရဲ့အကြောင်းပိုပြီးရှင်းလင်းလာတယ်ဒါဟာရိုးလူတက်မှုမဟုတ်ဘူးမူရစ်ဆေးဝါးဂိုင်းတစ်ခုကတက်တွေတွေကိုနှုတ်ပိတ်ခဲ့တဲ့အမှုပဲည7:00နာရီမှာကျွန်တော်အိပ်ပျော်သွားတော့အိမ်မက်ထဲမှာမိန်းကလေးတယောက်တနက်တန်ရနဲ့လဲကျနေတာကိုမြင်ရတယ်သူမရှိမှလူတစုရက်နေတယ်ကိုမြင့်လွင်နဲ့သူ့လူတွေကိုမြင့်လွင်ကငါတို့မူရစ်ဆေးဝါးအကြောင်းဖော်ကောင်လုံးမလို့ဟုတ်လားမိန်းကလေးအခုတော့ဘဝကူးသွားပြီလို့ရက်ဆက်တဲ့အပြုံးနဲ့ပြောနေတာကိုမြင်ရတယ်ထို့နောက်မြင်ကွင်းပြောင်းသွားတယ်သူမမျက်ရည်တွေကျနေရင်ခြံနောက်ဘက်ကိုလက်ညှိုးထိုးပြနေတယ်အဲ့ဒီမှာသူမရဲ့အတန်မပါတဲ့အော်ဟစ်တန်ကကျွန်တော်နားတဲ့ပဲ့တင်ထက်နေတယ်ကျွန်တော်လက်နိုးလာတယ်သူမညွန်ပြခဲ့တဲ့ခြံနောက်ဘက်ဒေါဆက်နာကိုချက်ချင်းသွားလိုက်တယ်အချိန်ဆွဲလို့မရဘူးဒီအမှုကနိုင်ငံတော်အဆင့်အမှုတစ်ခုဖြစ်လာနိုင်တယ်အရင်ကညဘက်လှည့်လည်ရင်းတွေးခဲ့ဘူးတဲ့မြေပြင်ပေါ်ကအနှဲငယ်မြင့်တက်နေတဲ့နေရာလေးကိုကျွန်တော်မှတ်မိသွားတယ်အဲ့ဒီနေရာမှာတခုခုရှိနေရမယ်မဲခင်ရဲ့ဝိညာဉ်ကကျွန်တော်ကိုလမ်းပြနေတာကျွန်တော်အချိန်မဆိုင်ပဲမြေကိုတူးလိုက်တယ်ကျွန်တော်လက်တွေတုံရင်းနေတယ်တူးရင်းနားထောင်နေတဲ့ဝေးရာကခွေးဟောင်တန်တစ်ချက်ကြားလိုက်ရတော့ကျွန်တော်နှလုံးခုန်တန်ပူမြန်လာတယ်မကြခင်မှာပဲကျွန်တော်ရှာနေတဲ့အရာကိုတွေးလိုက်ရတယ်လူရိုးစုတစ်ခုထွက်ပေါ်လာတယ်အနက်အသက်က9နှစ်ကျော်ကြာပုတ်တိုးနေတဲ့အလောင်းရဲ့အနက်ကျွန်တော်ခဏရက်လိုက်တယ်ရင်ထဲမှာအေးဆက်သွားပေမဲ့ဒါဟာအမှန်တရားပဲတက်သေးပဲဒီတက်သေးကကိုမြင့်လွင်ရဲ့မူရစ်ဆေးဝါးကုန်ကူးမှုကွင်းဆက်ကြီးကိုဖော်ထုတ်နိုင်လိမ့်မယ်ကျွန်တော်ချက်ချင်းဌာနချုပ်ကိုလှုပ်ဝက်နံပါတ်နဲ့ဖုန်းဆက်လိုက်တယ်တက်သေးတွေ့ပြီးမဲခင်ရဲ့အယိုးစုကိုတွေ့ပြီးမူရစ်ရာဇာကိုမြင့်လွင်ရဲ့ခေါင်းကိုဖော်ထုတ်နိုင်ပြီးချက်ချင်းအင်အားပြည့်နဲ့လှုပ်ရှားဖို့တောင်းဆိုပါတယ်
မကြခင်မှာပဲရဲကားတွေအများအပြားဆိုက်ရောက်လာပြီးကိုထောင်ကိုချင်းကပ်သွားတဲ့ကိုမြင့်လွင်ရဲ့လူတွေသတိထားမိပြီးပြစ်ခတ်မှုစတင်တဲ့ကျွန်တော်နေရာယူထားတဲ့ဘေးဘက်ကနေမြင်နေရတဲ့ကိုမြင့်လွင်ကထွက်ပြေးဖို့ကြိုးစားနေတဲ့ဒါပေမဲ့ရဲတပ်ဖွဲ့ကကိုထောင်ကိုဝိုင်းထားပြီးသားသူ့မှာလွတ်လန်းမရှိတော့ဘူးဒီတစ်ခါတော့လွတ်မြောက်မှာမဟုတ်ဘူးပြစ်ခတ်တံတွေခဏဆက်တိုက်ထွက်လာတယ်ပြီးတော့တိတ်ဆိတ်သွားတဲ့ကိုမြင့်လွင်ကိုလက်ထိတ်ခတ်ပြီးအပြင်ထုတ်ခေါ်လာကြတယ်သူ့မျက်နှာမှာဒေါသနဲ့ကြောက်ရွံ့မှုတွေရောနှောနေတဲ့မေခင်အတွက်တရားမျှတမှုရရှိခဲ့ပြီးဒီအမှုကပြီးဆုံးသွားခဲ့ပြီ